အာဆင်နယ်ဂိုးပေါက်ကိုကောက်ွယ်ပေးနေတဲ့ရွှေလက်အိတ်တစုံအားလုံးမင်္ဂလာပါ OK Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီရာသီအာဆင်နယ်သားစူပလောက်မြင်မှုတွေတကယ်ရခဲ့မယ်ဆိုရင်မဖြစ်မနေချီးကျူးရမယ့်ကစားသမားတစ်ယောက်ကတော့ကိုသမားဒေးဗစ်ရာယာဖြစ်ပါတယ်ရာယာဟာဒီရာသီလုံးထိပ်တန်းအဆင့်လက်စွမ်းကိုပြသနေပြီးတော့သူဟာကမ္ဘာ့ဆင့်ကိုသမားဆိုတာကိုသက်သေပြနေခဲ့တာပါတကယ်တော့ရာယာစတင်ရှောက်ခဲ့ရတဲ့အဆင့်ပြန်ခီးကကြမ်းတမ်းခဲ့ပါတယ်ရာယာကအာဆင်နယ်ပရိသတ်ရဲ့အချစ်တော်အာရိုရမ်စတေးရဲ့နေရာကိုအစားဝင်ခဲ့ရပါတယ်ဒီတော့ကပရိသတ်တွေကအာတီတာဘာရီ92ကြောင်နေတာလေလို့ထင်ခဲ့ကြပေမဲ့ရာယာကအာတီတာဆုံးဖြတ်ချက်တွေမှန်ကန်ကြောင်းအသင်းကိုစရောက်တွေကသက်သေပြခဲ့ပါတယ်ရာယာရဲ့ဒီရာသီငှားရောက်လာတဲ့ပထမရာသီတွေကအာဆင်နယ်ဂိုးပေါက်ဟာကန်သွင်းရခက်တဲ့ဂိုးဖြစ်လာပြီးတော့ရာယာလည်းရှူလိုက်စုပါရရှိခဲ့ပါတယ်အာတီတာကနောက်တန်းကိုယူမှုမှုတိဆောက်ပြီးတော့ဖြစ်ဆွတ်တက်တာကတကြောင်ဆိုပေမဲ့ရာယာရဲ့ဒီဂရိုလက်ဆွမ်းနဲ့တယောက်ချင်းတွဲဆုံမှုတွေကာကွယ်တာနှစ်စင်ဖန်းကာကွယ်တာတွေကအမြဲတမ်းရင်သက်ရှူမောစရာဖြစ်ခဲ့ရတာပါဒီတစ်ပတ်ကစားခဲ့တဲ့ဝက်ဆန်နဲ့အာဆင်နယ်ရဲ့ပွဲစဉ်ဟာစင်မြိုင်အတွက်ထပ်ပြီးတော့အမတ်ရောလို့မရတဲ့အရေးကြီးတဲ့ပွဲစဉ်တွေဖြစ်ခဲ့ပါတယ်ဒါပေမဲ့လည်းထုံးစံတိုင်းဖီယာအောက်ကိုရောက်ရင်အမှတ်ရတဲ့အာဆင်နယ်ကတစ်ချက်လွတ်သွားပြီးတော့ဝက်ဆန်တန်းဆင်းဆောင်ရုံးဝါကပေါက်ထွက်လာတတ်ပါတယ်ဒါပေမဲ့အာဆင်နယ်ဂိုးပေါက်မှာစောင့်နေတာကဒေးဗစ်ရာယာပါဒေးဗစ်အရာလို့တောင်ပရိသတ်တွေကနာမည်ပြောင်ပေးထားကြတဲ့စပိန်သားကတယောက်ချင်းတွေ့တဲ့အပိုင်းလုံးတွေကစလို့ကောက်ွယ်မှု3ချိန်ထိပြုတ်လုပ်ပေးခဲ့ပြီးတော့အာဆင်နယ်ကိုကယ်တင်ခဲ့ပါတယ်ဒါကြောင့်လဲရာယာဟာကလင်းရှစ်18ချိန်ထိရရှိခဲ့ပြီးတော့ဒီရာသီမှာလည်းရွှေလဲစုကို3ရာသီစတိုက်အဖြစ်ပြိုင်မဲ့မရှိရရှိခဲ့ပါတယ်ရာယာဒီလိုစွမ်းဆောင်ရည်မျိုးပြသခဲ့တဲ့ပရီးမီးယားလိဂ်ဂန်နဝင်းတွေဖြစ်ကြတဲ့အက်ဒီဆန်ပေပီရီနာနဲ့ဂျိုးဟတ်တို့ရဲ့3ရာသီစတိုက်ရွှေလဲစုရှင်စံချိန်ကိုမှီလိုက်နိုင်ခဲ့ပါတယ်ရာယာဟာပြည်တွင်းမှာလည်းမကပဲဥရောပမှာလည်းထိပ်တန်းအဆင့်စွမ်းဆောင်ရည်ကိုပြသထားပါတယ်အာဆင်နယ်ချန်ပီယံလိဖိုင်နယ်အထိဖြတ်သန်းခဲ့တဲ့14ပွဲမှာပေးဂိုးက6ဂိုးရေးရှိခဲ့တာပါရာယာကိုယ်တိုင်ကတော့ကလင်းရှစ်9ပွဲနဲ့လက်စွမ်းပြပြီးတော့သူကလက်ရှိကမ္ဘာအကောင်းဆုံးဂိုးသမားဆိုတာကိုသက်သေပြနိုင်ခဲ့ပါတယ်အသက်30အရွယ်စပိန်သားဟာဘရန်ဖို့ကနေစတင်ရောက်ရှိလာခဲ့တဲ့2023ကတည်းကအာဆင်နယ်အတွက်106ပွဲပါဝင်စားပေးထားရမှာကလင်းရှစ်48ပွဲရရှိထားပြီးတော့44.3%နဲ့ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အကောင်းဆုံးဂိုးသမားစီးရင်မှာအဆင့်9နေရာထိတက်ရောက်လာနိုင်ခဲ့ပါတယ်ပရီးမီးယားလိဂ်ပွဲပေါင်း100ပါဝင်စားမှုတဲ့ဂိုးသမားတွေနဲ့တပွဲကိုပြန်မြပေးကိုတကိုးထပ်ပို့ပြီးတော့နဲတဲ့ဂိုးသမားကတော့10ယောက်ပဲရှိပါတယ်ဒေးဗစ်ရာယာဟာပရီးမီးယားလိဂ်ပွဲပေါင်း168ပွဲမှာ159ဂိုးပဲပေးထားတဲ့အတွက်ဒီစီးရင်မှာပါဝင်နိုင်ခဲ့ပါတယ်ဒါကြောင့်ရာယာကဘရန်ဖို့မှာပွဲပေါင်း39%ဖြတ်တန်းလိုက်ရသေးပြီးတော့ပေးကို46%ကိုခွင့်ပြုခဲ့ရတာဖြစ်ပါတယ်ရာယာကအာဆင်နယ်106ပွဲမှာ84ဂိုးပဲပေးထားတာပါဒါကတွက်ချက်ကြည့်လိုက်မယ်ဆိုရင်တပွဲကိုပြန်မြပေးကို3.9ဂိုးပဲရှိတာတွေ့ရပါတယ်ရာယာထက်ကောင်းတဲ့စံချိန်ဆိုလို့ပီတာချက်အက်ဒီဆန်နဲ့အက်ဒဝင်ဘန်နာဆာတို့လိုဆရာကြီးတွေပဲရှိပါတယ်ဒါတော့ကွာခြားချက်က3.31ပဲရှိတာမို့ရာယာကသူ့ရဲ့အကောင်းဆုံးအချိန်ကိုရောက်ရှိနေပြီလို့တော့ဆိုနိုင်ပါတယ်ရာယာရဲ့ပရီးမီးယားလိဂ်ကလင်းရှစ်မှတ်တမ်းကနောက်ထပ်2ပွဲထပ်ပြီးတော့စံချိန်တိုးဖို့ရှိနေပါတယ်ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်းရာယာကလင်းရှစ်ယူနိုင်ရဲ့တမိုင်းဝင်ညတညဖြစ်လာမှာပါအာဆင်နယ်ခေပြောင်းတီဆော်ရေးမှာဒေးဗစ်ရာယာရဲ့ရွှေလဲအိတ်တစ်စုံကဂိုးပေါက်ရှိမှာဒတိုင်းတစ်ခုလိုကာဝယ်ဆောင်ရှောက်ပေးထားတယ်ဆိုတာအမြဲမှတ်ရနေကြတော့မှာဖြစ်ပါတယ်ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်